နေ့စဉ်လူမှုပတ်ဝန်းကျင်မှာလေကျမတို့တွေသွားလာကြတဲ့အခါကျရင်ကိုတွေ့ကြုံခဲ့ရတဲ့မြင်တွေ့ခဲ့ရတဲ့လူတွေကိုလည်းစိတ်ချမ်းသာအောင်ကျမတို့ကလုပ်ပေးဖို့အရေးကြီးပါတယ်အဲ့ဒါလေးတွေကအရင်လည်းအပန်းမကြည့်ဘူးငွေကုန်ကြေးကြလည်းမရှိဘူးဒါပေမဲ့သူ့အတွက်ပျော်ရွှင်သွားစေတယ်အဲ့ဒါပါလဲဆိုရင်စတွေ့လိုက်ရင်ပြုံးပြလိုက်ပါအပြုံးလေးပေးလိုက်ပါကျမဆိုရင်အရင်ကမပြုံးတတ်ဘူးကျမကလေမျက်နှာအရန်တီတယ်အဲ့လိုကျမကိုမြင်မာနာကြီးတယ်အဲ့လိုထင်ကြတယ်အများအပြားလေကျမအပြုံးမပြုံးတတ်ဘူးအဲ့မဲ့နောက်ပိုင်းမှာကျမဒီပြုံးလိုက်ခြင်းရဲ့ရလက်တွေကကိုလင်းလက်နေစေတယ်ကိုမြင်လိုက်တဲ့လူတိုင်းကလည်းကျင့်နဲ့စေတယ်အဲ့တော့အပြုံးလေးတွေကအရေးကြီးတာပေါ့နော်ပြီးရင်သူများကိုချီးကျူးစကားပြောပေးပါကျမဆိုဟိုတနေ့ကခေါင်းသက်လျှော်တာပေါ့နော်ကျမအဲ့နေ့ကလူကနည်းနည်းမလန်းနေတာနဲ့ခေါင်းလျှော်ဆိုင်မှာအမြဲတမ်းကျမသွားလျှော်တယ်ခေါင်းလျှော်ဆိုင်မှာခေါင်းသက်လျှော်တော့ကျမအမြဲလျှော်နေကြညီမလေးကလေသူ့နယ်ကိုပြန်သွားတာ9လလောက်ကြာသွားပြီအဲ့နေ့မှာသူ့ကိုပြန်မြင်လိုက်တာသူကလေ9လလောက်မိဘရင်ဝင်ထဲမှာပပြက်နေလိုက်ရတဲ့ခါမှာသူ့ရဲ့မျက်နှာလေးတွေကပြပြဖောင်းဖောင်းလေးဖြစ်လာတယ်မျက်နှာလေးကကြည်လင်နေတာပေါ့နော်အဲ့လိုလေးဖြစ်တော့ကျမဟဲသမီးအရန်လှလာတယ်နော်သမီးကိုကြည်ရတာဆိုတော့ तू ကကျမကိုဘာပြောလဲသိလားဟိုနဲ့မဟုတ်တာတဲ့အန်တီကလည်းတဲ့ဆိုဟဲသမီးလူမှုပတ်ဝန်းကျင်မှာလေလို့အဲ့လိုမပြောရဘူးလို့ဘာကြောင့်လဲဆိုတော့သမီးကိုအန်တီကတကယ်လှလာလို့တကယ်လှလာတယ်လို့ပြောတာဒါပေမဲ့သမီးကမဟုတ်ပါဘူးလို့ပြောလိုက်တဲ့ချိန်မှာဘာဖြစ်လဲအန်တီကအလကားလျှောက်ပြောတယ်လို့ဖြစ်သွားတာပေါ့လို့အဲကြောင့်သမီးကအများကြီးလူမှုပတ်ဝန်းကျင်မှာဆက်ဆံတတ်တယ်ဆိုတဲ့လူဖြစ်ချင်ရင်သူများရှိကျူးပေးတဲ့ဟာလေးတွေကိုအတိအမှတ်ပြုပေးတတ်ဖို့အရန်ကိုလိုအပ်ပါတယ်။ဘာကြောင့်လဲဆိုရင်ကျမဆိုရင်ဟာမချို့စစ်လှလာတယ်နော်ဆိုဟာကျေးဇူးတင်ပါတယ်။ပါကိုရှိကျူးပေးတာလေသူကနော်အဲ့လိုမျိုးလေးတွေကျမတို့ကကိုယ့်ကိုအတိအမှတ်ပြုပြီးတဲ့အခါကျရင်မငင်းပယ်လိုက်ပါနဲ့ငင်းပယ်လိုက်ရင်ယုံကြည်မှုပျောက်ဆုံးသွားတယ်။နော်အဲ့တော့ကိုကသူ့ကိုပြန်ပြီးတော့ကျေးဇူးတင်ပါတယ်နော်ဒီလိုလေးပြောပြီးလို့ဆိုတာမျိုးပြန်ပြောလိုက်တဲ့အချိန်မှာအဲ့ဒီနေ့တနေ့ကျမအဲ့ဒီသမီးလေးကိုပြောပြခဲ့တဲ့အချိန်မှာသူတနေ့ကုန်သေးကြတယ်မှန်ကြည့်မွားတော့ဖြစ်သွားမှာနော်ဒီလိုလေးတွေပေါ့ကိုရဘေးရမိတ်ဆွေတွေကိုလည်းအဲ့လိုမျိုးအခွင့်အခါလေးတွေကြုံခဲ့တယ်ဆိုရင်တို့ယုံကြည်မှုတိုးမြင့်စေတဲ့အမှန်ကန်တဲ့စကားတော့ဖြစ်ရမှာပေါ့နော်ဒါမျိုးလေးတွေနဲ့ကျမဆိုရင်တနေ့တာကိုဖြတ်တန်းပါတယ်ဒါဆိုရင်ဒီကဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတွေရောတနေ့တာကိုဘယ်လိုဖြတ်တန်းလဲ comment မှာကိုကြိုက်ဆုံးရလေးတစ်ခုလောက်ရေးပေးခဲ့ပါကျမကတော့ချိုစင်ဟာပါဝါဖြစ်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်